الحمد لله الذي هدانا لهذا وما كنا لنهتدي لولا أن هدانا الله أشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا وحبيبنا محمد صلى الله عليه وسلم وعلى آله وصحبه وبارك وسلم عليه اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه أما بعد سلام الله عليكم ورحمة الله ကျွန်တော်တို့ဟာကုရ်အာန်အလ်ကရီမ်ထဲမှာပါတဲ့အာယတ်တော်တွေဆူရာတော်တွေနဲ့ပတ်သက်ပြီးတော့ဆလဝတ်တုလ္လာဟီဝဆလာမူရဲ့မိန့်ကြားချက်တွေကိုကျွန်တော်တို့စူးစမ်းပြီးတော့နားလည်အောင်လုပ်နေပါတယ်တချို့ပေါ့ဟာဒီသ်မှာပါတာတွေဒီနေ့ကျွန်တော်တို့ကြည့်မယ်ဟလာဒီဟာဒီသ်ကဆဟီမွတ်စလင်မှာပါတဲ့ဟာဒီသ်အမ်ဘ891မှာပါတယ်ဒီဟာဒီသ်ကအီမာမ်မာလစ်တခင်ကြီးရဲ့မဝတ်တာမှာလည်းဒီဟာဒီသ်ကပါတယ်ဆိုတော့ဒါကဘယ်ကနေလာလဲဆိုတော့အန်အဗ်ဒူလာအစ်ဘ်အဗ်ဒူလာအန်ဥမရ်အစ်ဘ်ခတ်တာဘ်ရဒီအလ္လာဟူတအာလာအန်ဟူဝါဒါအဂျမိုင်ဘာပြောနေလဲဆိုတော့ဥဘိဒ်လာအဗ်ဒူလာရဲ့တာဥဘိဒ်လာကပြောတယ်တဲ့ဟလာဥမရ်အစ်ဘ်ခတ်တာဘ်ရဒီအလ္လာဟူတအာလာအန်ဟူဝါဒါကဆာအလာအဘာဝါကိဒ်ဘယ်သူကိုမေးလဲဆိုတော့အဘူဝါကိဒ်ကိုအဘူဝါကိဒ်အလိုင်စီအဘူဝါကိဒ်အလိုင်စီကိုမေးတယ်တဲ့မာကာနယကရအူဘီဟီရဆူလုလ္လာဟီဆလ္လာလာဟူအလိုင်ဟီဝဆလမ်في الأدهى والفطر فقال كان يقرأ فيهما သူကမေးတယ်ရဆူလုလ္လာဆလ္လာလာဟူအလိုင်ဟီဝဆလမ်ကဘယ်အင်းနေမှာအင်းနှစ်ခုလုံးအီဒူလ်အဒဟာနဲ့အီဒူလ်ဖစ်တရမှာဘာဆူရာဖတ်တယ်လဲဆိုမေးတယ်ဆိုလိုတာကဥမရ်အစ်ဘ်ခတ်တာဘ်ကမတိလို့မေးတာမဟုတ်ဘူးလူတွေကိုတင်ပေးခြင်းလို့သူတို့မှာဟလာသူပြောမယ်ဆိုလို့ရှိရင်လူတွေကနားထောင်ဖို့သူကမေးခွန်းမေးလိုက်တယ်ဟာဘာလဲဆိုတော့လူတွေစိတ်ဝင်စားလာတယ်ဒါကိုဒီပညာကဒါကကျွန်တော်တို့တာဝကကြီးတွေကဟလာဟိုခေတ်ကတည်းကလူတွေကိုဘယ်လိုလုပ်စိတ်ဝင်စားရမလဲဘယ်လိုလုပ်လူတွေကို actively involve ဖြစ်ရမလဲဆိုတဲ့ကိုအမြဲတမ်းသူတို့ပါကြိုးစားတယ်သူကဘာပြောလဲ فقال كان يقرأ فيهما သူကဒီအာယတ်ဒီقاف والقرآن المجيد واقتربت الساعة وانشق القمر ဆိုတော့အင်းနေမှာတဲ့အီဒူလ်ဖစ်တရမှာကောအီဒူလ်အဒဟာမှာကောကျွန်တော်ပြောနိုင်ပါတယ်တဲ့ဆလဝတ်တုလ္လာဟီဝဆလာမူကဆူရာအလ်ကာဖ်ကိုဖတ်ခဲ့တဲ့ဒါကဘာနဲ့စလဲကာဖ်ဝလ်ကုရ်အာန်အလ်မဂျီဒ်ဆိုတဲ့အာယတ်နဲ့ဆူရာနဲ့ပထမရကတ်မှာတွေ့တယ်တဲ့ဒုတိယရကတ်မှာဆူရာအလ်ကမရ်လို့ခေါ်တဲ့ဟလာاقتربت الساعة وانشق القمر ဆိုတဲ့ဆူရာကိုဖတ်တယ်ဒီဆူရာနှစ်ခုကိုအီဒူလ်ဖစ်တရမှာကောအီဒူလ်အဒဟာမှာကောဖတ်တယ်ဒါကအရေးကြီးတယ်လားအရေးကြီးလို့ပေါ့ဒါကိုကျွန်တော်တို့တာဝန်ရှိတယ်ဒီဆူရာတွေကိုနားလည်အောင်လုပ်ရမယ်ဘာပြောနေတာလဲဘာဖြစ်လို့ဖတ်တာလဲဆိုတာကိုကျွန်တော်နောက်တော့မှပြောမယ်အခုကျွန်တော်ပြောချင်တာကရဆူလ္လာဆလ္လာလ္လာဟ်ဆမ်ဘာလုပ်ခဲ့လဲဘာပြောခဲ့တယ်လဲဘယ်ဆူရာကိုဘယ်ချိန်မှာဖတ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့နားလည်အောင်လုပ်နေတာတခါكان رسول الله صلى الله عليه وسلم تشانيا ما بابيولي سورو يقرأ بها في صلاة الفجر
ဆလာတုလ်ဖဂျ်မှာလည်းဒီဆူရာကိုဆူရာကာဖ်ကိုဖတ်ခဲ့တာကိုကျွန်တော်တို့ကြားခဲ့ပါတယ်ဆိုပြီးတော့အများကြီးဟာဒီသ်တွေလာတယ်တခါဆူရာအန်နီဆာယီမှာ949မှာဘာပြောလဲဆိုတော့ဟာရီဖာبنت نعمان أم هشام بنت حارثة بنت نعمان الحارثة كينجية تميدو بيته أم هشام بيوري أن أم هشام رضي الله تعالى عنهم أجمعين قالت من شادون بوره ما أخذت جما نالي غيري جما يوغيري جما تي غيري بالي قاف والقرآن المجيد إلا من وراء رسول الله صلى الله عليه وسلم كان يصلي بها في الضحى هودا نا ဘာပြောတာလဲဆိုကျမကတဲ့ဒီဆူရာအလ်ကာဖ်ကိုဘယ်ကနေရတယ်လဲဆိုတော့တဲ့ဟလာရဆူလုလ္လာဟ်ဆလ္လာလာဟူအလိုင်ဟီဝဆလမ်ကဟလာဖတ်တယ်ဖဂျ်မှာခဏဖတ်တဲ့အခုကြောင့်ကျမအနေနဲ့လူရသွားတယ်ဆိုဒီနေရာဘာတိရလဲရဆူလုလ္လာဟ်ဆလ္လာလာဟူအလိုင်ဟီဝဆလမ်ကဆူရာအလ်ကာဖ်ကိုဖဂျ်နမတ်မှာဖတ်တယ်ဆိုတာကိုသိရတယ်နောက်တစ်ခုဘာသိရလဲဆိုတော့ဟလာအမဟီရှမ်ကခင်မကြီးကနောက်မှာဖတ်တယ်ဆိုတော့အမျိုးသမီးတွေကဆလဝတ်လာဟီဝဆလာမူနဲ့ဟလာအတူတူဖတ်တာကိုတွေ့ရမယ်ဖဂျ်နမတ်ဟလာမှောင်နေတဲ့ချိန်မှာလည်းအမျိုးသမီးတွေကပလီသွားတယ်ဆလဝတ်လာဟီဝဆလာမူအနောက်မှာဖတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အမျိုးသမီးတွေကိုပလီသွားတာကိုမတမြစ်ရဘူးရဆူလ္လာဟ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကမတမြစ်ခဲ့ဘူးမတမြစ်ပါနဲ့ဆိုတဲ့အမိန့်ပေးခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒါကိုဟလာကျွန်တော်တို့နိုင်နာရမယ်ဟလာဒီကနေပါတိရလေဆိုတော့ဆလဝတ်လာဟီဝဆလာမူဟူကဟလာဒီဆူရာအလ်ကာဖ်ကိုဆလာတုလ်ဖဂျ်မှာဖတ်တယ်ဆိုတာလည်းတိရအခုတိပြီဒါကိုဘယ်မှာဖတ်လဲအီဒူလ်အဒဟာနဲ့အီဒူလ်ဖစ်တ်မှာလည်းဖတ်တယ်ပထမရကတ်မှာဆူရာဒီဆူရာကိုဟလာဆလာတုလ်ဖဂျ်မှာလည်းဖတ်တယ်နောက်တစ်ခုဟာဒီသ်ကပါရှိလဲဆိုတော့ကာနရဆူလုလ္လာဟီဆလ္လာလာဟူအလိုင်ဝါဆလမ်ယကရအူဘီဟာဖီလ်ဂျူမအာတောက်ချနေမှာလေဒီဆူရာကိုဖတ်လေရှိတယ်ဆိုတာကိုဘယ်မှာပါလဲဆိုရင်ဆဟီမွတ်စလင်မှာနံပါတ်892မှာပါတယ်عن عمرة بنت عبد الرحمن أن أختي لأمرأة قالت أخذت أمرأة عبد الرحمن تكينجية تميدو بيت أمرأة تكيماجي رضي الله تعالى عنهما نه على بيوري جماعة أما جماعة نما أختي بيوري تكتي کو بيوري با بيوري سورو بابيولي سورة أخذوا قاف والقرآن المجيد من في رسول الله صلى الله عليه وسلم يوم الجمعة وهو يقرأ بها على منبر في كل جمعة توجاني داين ما صلوات الله وسلامه जुम्मा खुतबा में सूरा काफ को ठेपते तकिमा जी अप्योनी रे बाप्योनी डाले सूरा काफ को सलवातुल्लाहि व सलामु व जुम्मा में फनी रे जमा अल्लू याद वारे दी आया दी सूरा को लगाने अल्लू याद वारे त छैलों सलवातुल्लाहि व खुतबा टाइम मा हला कुल्लु जुम्मा
ဂျွမာအတိုင်းမှာဖတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မဒီဥစ္စာကိုဟာလားအလွတ်ရသွားပြီဟုတ်တယ်နော်ဒါဘာတိရလဲဂျွမာနမတ်မှာလဲအမျိုးသမီးတွေကရှိနေတယ်ဆိုတာကိုသိရတယ်ဆိုတော့အမျိုးသမီးတွေကိုမတားပါနဲ့တခါနောက်တစ်ခုဟာဒီသ်ကအန်နီစာအီမှာပါတယ်အန်အစ်ဘနတီဟာရီသာအခုနတခင်မကြီးပဲဟာရီသာတခင်မကြီးရဲ့တခင်ကြီးရဲ့တမီးတော်သူကဟာလက်ဟာဖေဇတ်ကျွန်မအလွတ်ရသွားပြီဟာဖေဇတ်ကျွန်မအလွတ်ရသွားပြီကာဖ်ဝလ်ကုရအာန်အလ်မဂျီဒ်ဆူရာအလ်ကာဖ်ကိုကျွန်မအလွတ်ရသွားတယ်တဲ့မင် في رسول الله صلى الله عليه وسلم وعلى وهو على منبر يوم الجمعة يوم الجمعة ما منبر بما خطبة بيدك فتا ميارك كاترو جماعة ديوساغو اللو جادواري صداغا صلوات الله وسلامه هي هلا سنة توجاني ما منبر ما خطبة ما سورة أقاف فته တခါဆလာတုလ်ဖဂျ်မှာဆူရာအလ်ကာဖ်ကိုဖတ်တယ်တခါအီဒ်အလ်အဒဟာအီဒ်အလ်ဖစ်ရ်မှာပထမရကတ်မှာဆူရာအလ်ကာဖ်ကိုဖတ်တယ်ဒုတိယရကတ်မှာကမရ်ကိုဖတ်တယ်နောက်တစ်ခေါက်ကျရင်ကျွန်တော်ကမရ်အကြောင်းပြောမယ်ဟာလားဘာဖြစ်လို့ဖတ်တယ်လဲဆိုတာကိုတော့ကျွန်တော်အချိန်နောက်တော့မှရလို့ရှိရင်ဘာရေးကြည့်တယ်ဘာဖြစ်လို့ဆိုထက်ကဒီဥစ္စာကိုဖတ်တယ်ဖတ်တော့အကြည့်တဲ့အတွက်ကြောင့်မို့လို့တာဝကကြီးတွေတာဝကမကြီးတွေတရားတွေကိုဒီဥစ္စာကိုနားထောင်တာများတဲ့အခါကျတော့အလွတ်ရသွားတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လည်းဒီဆွနတ်တော်ကိုပြန်ပြီးတော့ဟာလားထုတ်ဖော်ရမယ်အီမာမ်လုပ်နေတဲ့လူတွေကိုကျွန်တော်အကြံပေးခြင်းနဲ့ခင်ဗျားတို့ဒီအာယတ်တွေကိုဒီဆူရာတွေကိုအလွတ်ချက်ပါချုပ်ပြီးတော့ဖဂျ်နမတ်မှာဖတ်ပါဟာလားအင်းနေမှာဖတ်ပါဆိုပြီးကျွန်တော်တိုက်တွန်းပါတယ်ဟာဒါဝဆလီလာဟူမာလာဆယဒီနာဝနဘီယနာوحبيبنا ومولانا محمد صلى الله عليه وسلم وعلى آله وصحبه وبارك وسلم عليه اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه اللهم إنا نعوذ برضاك من سخطك وبمعافاتك من عقوبتك وبك منك لا نحصي ثناء عليك أنت كما أثنيت على نفسك سبحان ربك رب العزة عما يصفون وسلام على المرسلين والحمد لله رب العالمين